ရပါတယ် လူတွေကြိုက်ခဲ့လေ အာအပေါက်လိုက်တယ် တော်ကြီးရတယ်တော်ကြီးရတော်တော်ကောင်းတော်ကြီးရ ဟုတ်ပါရဲ့ရှင် ဘာသာရေးကြပါလေကြီးရပါတယ် လူတွေကြိုက်ခဲ့လေ အာအပေါက်လိုက်တယ်တို့ကြပါရဲ့ ဘယ်ကန်လေးတော့ကြခဲ့ လက်ချက်တော့အောက်ကနေကောင်းပါလေအဲ့တော့ရီရတာပေါ့ ပျော်ရွှင်ရတာပေါ့နော်ဒီကားလေးကိုကြည့်ပြီးတော့သိရစရာတွေပြေပြောက်တာပေါ့ မင်းတို့မင်္ဂလာပွဲကိုငါဖြတ်တယ်မင်းတို့လည်းမင်္ဂလာဆောင်ပြန်မလို့ဒီတော့